မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Touch Power ကနေပြီးတော့ဒီတမန်ခဏ plastic စက်ရုံကို Alpha Day Service လာရောက်ကြည့်ရှုပေးတာဖြစ်ပါတယ်ခင်ဗျာဒီစက်ရုံအတွက်စက်ရုံတို့မှာရှိတဲ့စက်များရဲ့လုပ်တွေကိုခံမှန်းအားဖြင့်160 kW အသုံးပြုလို့ရအောင်240 kW Solar Backup System ကိုကျွန်တော်တို့ကုမ္ပဏီကနေတက်ဆင်ပေးခဲ့တာ6လကျော်ရှိပါပြီခင်ဗျာဒီ project မှာတော့ဒဲရီ80 kW Hybrid Inverter 3လုံးဒဲရီ 100Ah Hybrid Battery 48လုံးနဲ့ဂျင်ကို 615W Solar Panel 336ချက်တို့ကိုအသုံးပြုပြီး service ဆင်းတဲ့အချိန်ကနေစပြီးတော့အချိန်နဲ့တပြေးညီလက်ပတ်နိုင်အောင်အောင်မြင်စွာတက်ဆင်ပေးခဲ့တာဖြစ်ပါတယ်ဒီစနစ်ကိုတက်ဆင်ပြီးတဲ့နောက်ပိုင်းမှာဒီစက်ရုံရဲ့မီတာကနေမီသက်စီဘူးကဘယ်လောက်တက်သွားလဲတပ်ပါဝါရဲ့ service ကရောဘယ်လိုမျိုးကူညီပေးလဲဆိုတာကိုဒီစက်ရုံမှာရှိတဲ့ပိုင်ရှင်ကြီးလေးကိုတွားရောက်မေးမြန်းမှာဖြစ်ပါတယ်ဒီ solar backup system မတက်ခင်ပါပေါ့နော်အကိုတို့စက်ရုံအနေနဲ့ဘာတွေများဟိုအခက်အခဲရှိခဲ့တယ်ပေါ့ကျွန်တော်ဒီမတက်ခင်တော့တစ်စက်မီတာကရေပုံပြီးကြားတယ်ပြီးတော့ဒီမီးတွေပြတ်တဲ့အတွက်ကြောင့်မလို့ဒီစက်နှိုးရတဲ့ခါကျရင်စီအတွက်လည်းပုံညာစိတ်ကများတာပေါ့အဲဒါကြောင့် product ပိုင်းလေးထိတယ်မီတာမီးရမမှန်တဲ့အတွက်ပေါ့ဟုတ်ပါတယ်ဗျဟုတ်ကဲ့အဲ့ဆိုရင်ဒီလိုအခြေအနေတွေကြောင့်အကိုတို့ဘက်ကနေပြီးတော့ဒီ solar backup system ကိုတက်ဖို့ဆုံးဖြတ်ခဲ့တာပေါ့ဟုတ်အချိန်နေကြာလာတဲ့မြဟိုပြောတော့တည်ငြိမ်စေဖို့ရပြကြလို့ရှင်အကျိုးစက်ရုံအတွက်အကျိုးရှိဖို့အတွက်ဒီ backup system solar backup system ကိုသုံးဖို့ကျွန်တော်ဟုတ်ကဲ့စဉ်းစားခဲ့ပါတယ်အချိန်ကြာတဲ့မြဒီကောင်ကအမြဲတမ်း level သွားမှာဆိုတော့စက်ရုံကကုန်ကြမှု short ချပေးတယ်ကုန်ကြစေးပြီး short ချဟုတ်ကဲ့ဟုတ်ကဲ့အဲအကြောင်းကိုတက်ဖို့ဆုံးဖြတ်လိုက်တာပေါ့ဟုတ်ဟိုအခုတို့ဒီစက်ရုံလေးနဲ့ပေါ့နော် solar တက်ဖို့အခုစဉ်းစားရတဲ့အခါမှာဟိုဘာကြောင့်ကျွန်တော်တို့ဒီ Touch Power Company ကို feature ပေးခဲ့အဲ့ဒါကျွန်တော်ပြောပြပေးပါကျွန်တော်တို့ဒီဟာကိုတည်တာတက်ပေါင်းတည်တာအတိတယောက်ရှင်နေစားပြီးတည်တာပြီးတော့ဒီ survey စင်မို့အတွက်ဖုန်းဆက်တဲ့အခါကျတော့လေသူတေချာချာလာတယ်တေချာရှင်းပြတယ်ဒီစက်ရုံပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပါကုန်ကြစိတ်တွေကစားတေချာချာတွက်ချက်ပြီးတယ်မီတာလေးနဲ့ပတ်သက်ပြီးတော့တေချာချာပြောပြတယ်အဲဒီအတွက်ကြောင့်မလို့ဒီတက်ပေါင်းကိုကျွန်တော်တို့ feature ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ဒီစက်ရုံမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ Dell 80 kW Hybrid Inverter 3လုံးရယ်ကျွန်တော်တို့ဟိုပါပေါ့ Dell 100A Hybrid Inverter 48လုံးပြီးတော့ကျွန်တော် Jinko 615W 336ချက်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က240 kW Solar Backup System ကျွန်တော်တို့ကုမ္ပဏီကနေတက်ဆင်ပေးထားတယ်ပေါ့နော်ဟုတ်ဒီ240 kW ပေါ့နော်တက်ဆင်ပြီးနောက်ပိုင်းမှာအကိုတို့စက်ရုံကဘာတွေများပြောင်းလဲသွားလဲမသိဘူးပြောင်းလဲသွားတယ်ဒီပို့ပြီးတော့တည်ငြိမ်သွားတယ်ပေါ့နော်ပြီးတော့မီတာကိုက်တယ်လည်းမကြတော့ဘူးပြီးတော့production ပိုင်းမှာလည်းပို့ပြီးတော့အဆင်ပြေလာတယ်ဟုတ်ကဲ့အစားတော့ရန်ထိတယ်ပေါ့နော်သူလည်းပြန်တော့စီဘူးလည်းမကုန်တော့ဘူးပေါ့ဗျာဟုတ်ကဲ့ပါဒီ solar backup system ကြီးတက်ဆင်ပြီးနောက်ပိုင်းမှာပေါ့နော်အကိုတို့အနေနဲ့ဒီမီသက်စီဖို့လို့မီတာကတော့ဘယ်လောက်တက်တာပါလဲမသိဘူးခင်ဗျာမီတာကတော့ unit 800တက်တာတယ်ဟွာတော့တနေ့ပေါ့နော်ဟုတ်တယ်တနေ့ unit 800တနေ့ဟိုကကြတော့စီဘိုးကကြောင့်9သိန်းတနေ့9သိန်းတက်တာတယ်အဲ့ဒါကြောင့်အဲ့ရနေပြီးတော့တက်တာတယ်ဒီကုန်ကြစိတ်အဲ့ထွက်လာတဲ့ဟိုအဆန်လေးကိုကြတော့ကျွန်တော်တို့လုပ်ငန်းပြန်ပြီးတော့တိုးတက်အောင်ပြန်လုပ်လို့ရအောင်လုပ်ငန်းကိုပြန်ပြီးတော့တိုးတက်အောင်ပြန်လုပ်လို့ရအောင်နော်ဟုတ်ကဲ့ပါ investment ပြန်ထည့်လို့ရအောင်ဟုတ်ကဲ့ပါကျွန်တော်ဒီ Touch Power ရေပေါ့နော်ဒီ solar backup system တက်ဆင်ပေးဖို့မှာ service ပိုင်းနဲ့ဒီ installation ပိုင်းရောအခုအနေနဲ့ဘာတွေသဘောကျရှိနေမလဲတော့ကြတယ် survey ပိုင်းကနေစပြီးတော့ဒီ installation ထိလည်းသဘောကျတယ်လို့ installation ပြီးတော့လည်း survey ပိုင်းအောင်လည်းသဘောကျတယ်ပြီးကြလို့ရှင် after sale survey warranty ရဲ့ပြီးကြလို့ရှင် installation survey warranty ရဲ့တစ်နှစ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဘက်ကနေတစ်နှစ်ပေးထားတယ်နောက်တစ်ခုကကြတော့အဲ့လိုဖုန်းဆက်တဲ့အခါကျလို့ရှင်လည်းချိန်နဲ့တပြေးညီဟိုရှင်းပြပေးတယ်တခုခုဆိုရင်လည်းအဲ့လိုမျိုးကျွန်တော်တို့အဆင်မပြေလို့ကျွန်တော်တို့ချက်လောက် software update လေးလုပ်ပေးပါဆိုတဲ့အချိန်နဲ့တပြေးညီလုပ်ပေးတယ်အဲ့ဒါကြောင့်မလို့လည်းအဲ့ဒါကြီးလည်းသဘောကျတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျကိုအနေနဲ့ပေါ့နော်အခုလို solar backup system ကိုတက်ဖို့စဉ်းစားနေတဲ့စက်ရုံတွေလုပ်ငန်းရှင်တွေကိုအခုအနေနဲ့ဗာများအကြံပေးချင်တယ်ကျွန်တော်တော့အကြံပြုချင်တယ်ဗာလဲဆိုတော့ဒီ solar system နဲ့ပတ်သက်ပြီးတော့ဒီဈေးနှုန်းတွေကိုမကြည့်စေချင်ဘူးကျွန်တော်တို့စက်ရုံဆိုရင်လည်းဒီ solar backup တက်ထားတဲ့အတွက်ကြောင့်မလို့ဒီတာဘိုးတွေစီဘိုးတွေအကုန်လုံးကျွန်တော်တို့ short ချနိုင်ခဲ့တယ်အဲဒီအတွက်ကြောင့်မလို့တက်မယ်လို့စိတ်ကူးထားတဲ့လုပ်ငန်းရှင်တွေကိုလည်းကျွန်တော်အကြံပြုချင်ပါတယ်တက်မယ်ဆိုရင်တက်လိုက်ပါလို့အဲဆိုရင်ကျွန်တော်တို့လိုမျိုးပဲပုံညာစိတ်တော်တော် short ချနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်မိပါတယ်ဟုတ်ကဲ့ပါအခုလိုအခုဘက်ကနေပြီးတော့ဒီ customer ရဲ့ experience ကိုအခုဘက်ကမျှဝေပေးတဲ့အတွက်ကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျွန်တော်ဘက်ကလည်းကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ခင်ဗျဟုတ်
ဒီနေ့ကျွန်တော်တို့တမန်ဆန္ဒ plastic စက်ရုံမှာ240 kW solar bucket system အကြောင်းကို customer ဘက်ကအသုံးပြုရတာအဆင်ပြေအကြောင်းကိုမျှဝေခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ